ဒီတလအတွင်းမှာပဲကျမ်းမာရေးဝန်ထမ်း2ယောက်ခွေးယူယောဂဖြစ်ပြီးတော့အသက်ဆုံးပါသွားကြတာရှိတယ်ကျွန်တော်တို့တော်တော်များများကဘလို့အခြေအနေမှာခွေးယူယောဂကာကွယ်ဆေးထိုးရမှာလဲဘလို့အခြေအနေမှာမထိုးရဘူးလဲဆိုတာတခြားမသိဘူးတချို့တွေကခွေးယူယောဂကာကွယ်ဆေးဆိုတာအိမ်မွေးခွေးကိုက်ရင်ထိုးစရာမလိုဘူးဒါမှမဟုတ်ခွေးကကာကွယ်ဆေးထိုးရတဲ့ခွေးတွေဆိုရင်လူတွေကကာကွယ်ဆေးထိုးစရာမလိုဘူးလို့ယူဆကြတယ်တကယ်တမ်းမှာတော့အဲ့လိုမျိုးမဟုတ်ပါဘူးခွေးယူယောဂကာကွယ်ဆေးကခွေးကိုထိုးရဲဆိုတာခွေးအတွက်ပဲဖြစ်ပြီးတော့လူတွေကိုကာကွယ်နိုင်စွမ်းမရှိပါဘူးเนาะခွေးကဘလို့ပဲဖြစ်နေအိမ်မွေးခွေးပဲဖြစ်လမ်းဘေးခွေးပဲဖြစ်ကာကွယ်ဆေးထိုးထားရဖြစ်စေမထိုးထားရဖြစ်စေခွေးကြိုက်ခံရပြီဆိုရင်ကျွန်တော်အခုပြောမဲ့အချက်၃ချက်ထဲက2ချက်နဲ့ညှိနေတယ်ဆိုရင်တော့ခွေးယူကာကွယ်ဆေးကိုမဖြစ်မနေထိုးရမယ်အဲ့တော့ဘလို့အချက်တွေလဲဆိုတာကိုကျွန်တော်ဗီဒီယိုမှာအသေးစိတ်ပြောပြပေးမယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေပြီးတော့2018မှာဒီခွေးကြိုက်ခံရတဲ့အနာကို3မျိုးခွဲထားပြီးတာရှိတယ်အမျိုးအစား3မျိုးပေါ့နော်အဲ့တော့နံပါတ်1တစ်မျိုးခါကြတော့ခွေးကြိုက်ခံရတယ်လို့မဟုတ်ဘူးခွေးကအရန်စော့ချင်လို့အရန်မြူးတဲ့အတွက်ကြောင့်မလို့ကိုအရေပြားကိုလာရက်တာမျိုးကိုစီမှာပွန်တီလာနေတာမျိုးပွတ်တီပွတ်တက်လာလောက်တာမျိုးဒါမျိုးတွေကို category 1အနေနဲ့လို့ခေါ်တယ်အော်ခွေးနဲ့အနီးကပ်နေရတဲ့သူတွေဒါပေမဲ့အဲ့ဒီခွေးကကိုယ်ကိုက်တာတော့မဟုတ်ဘူးဒဏ်ရာတွေဘာတွေမဖြစ်သွားဘူးဆိုရင်ဒါကို category 1လို့ခေါ်တယ်ဒါလိုမျိုးအခြေအနေမှာဆိုရင်တော့ကျွန်တော်တို့ကာကွယ်ဆေးလုံးဝထိုးစရာမလိုဘူးနောက် category 2လို့ခေါ်တဲ့ဟာအဲ့ဒါခါကျတော့ခွေးကကိုယ်ကိုက်တာဘလို့ခွေးပဲဖြစ်တော့လမ်းဘေးခွေးပဲဖြစ်အိမ်မွေးခွေးပဲဖြစ်ကာကွယ်ဆေးပဲထိုးထားဒီခွေးကကိုယ်ကိုက်သွားတယ်ဆိုရင်ကိုလက်မှာဒါထိခိုက်ရှနာလေးတွေဖြစ်သွားတယ်တွေးတွေကတော့အရင်ထွက်လာတာတော့မရှိဘူးเนาะဒါပေမဲ့ပွန်းတန်ရာလေးတွေပွန်းပဲ့သွားတာမျိုးတွေဖြစ်သွားမယ်ဒါမျိုးဆိုရင်ကျွန်တော်တို့ကာကွယ်ဆေးတစ်မျိုးတော့ထိုးရမယ်နောက်အမျိုးအစားတုံးကတော့အပြင်းထန်ဆုံးပဲဒုက္ခကျတော့ဒဏ်ရာအကြီးတွေဖြစ်သွားပြီးတော့အခြေပြားဆုပ်ပြတ်တက်သွားတာတွေးတွေအများကြီးထွက်သွားတာဒီလိုမျိုးအခြေအနေမှာဆိုရင်တော့မဖြစ်မနေကာကွယ်ဆေးတွေထိုးရမယ်အဲ့ဒါအပြင် immunoglobulin ဆိုတဲ့ခွေးယူပြည့်ဆေးကိုပါတေချာလေးထိုးပြီးမှရတယ်category 3ကခုနကတော့ရိုးရိုးတာမန်ပွန်းပဲဒဏ်ရာလောက်ဖြစ်တဲ့ category 2နဲ့မတူဘူးเนาะ category 2မှာကျွန်တော်တို့ရိုးရိုးခွေးယူကာကွယ်ဆေးထိုးရင်ရတယ်ဒါပေမဲ့ category 3မှာခါကြတော့ဒဏ်ရာကြီးတဲ့သွေးတွေထွက်နေတယ်ဆိုရင်တော့ကျွန်တော်တို့ rabies immunoglobulin လို့ခေါ်တဲ့ခွေးယူပြည့်ဆေးပါထိုးရတယ်အဲ့ဒီခွေးယူပြည့်ဆေးကဘယ်လိုထိုးရလဲဆိုဆက်ပြောပေးမယ်အဲ့တော့ဒီမှာမြင်ရတဲ့အတိုင်းပဲခွေးမှာလူမှာဒဏ်ရာရနေတယ်အဲ့တော့ကျွန်တော်တို့ကကာကွယ်ဆေးတွေဘယ်လိုထိုးရမှာလဲဆိုရင်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ category 2ရဲ့3ရဲ့ဒီလိုလူနာတွေမှာဆိုရင်ဒါခွေးယူကာကွယ်ဆေးကမဖြစ်မနေထိုးရမယ် WHO ကအကြံပြုထားတာကသူကအရေပြားအောက်မှာထိုးရင်3ချိန်လောက်ဆိုရင်ရပြီလို့ပြောတယ် WHO ကပြောထားတဲ့နီလန်ကကုန်ကျဆေးတက်တာတယ်ဘာလို့လဲဆိုတော့ကာကွယ်ဆေးတစ်လုံးလောက်ပဲကုန်တယ်သူကနော်CDC ကနေပြီးတော့2024မှာနောက်ဆုံးထုတ်ထားတဲ့ guideline အရဆိုရင်တော့သူကလက်မောင်းအသားတွေကိုထိုးတာလက်မောင်းအသားတွေကိုထိုးတာကတာမန်ပုံမှန်လူတယောက်ခွေးကြိုက်ခံရတယ်ဆိုရင်တော့4ချိန်ထိုးရတယ်အဲ့လိုမှမဟုတ်ကိုဝန်ဆောင်ဒါမှမဟုတ်ကိုခံအားကျနေတဲ့သူတွေခွေးကြိုက်ခံရတယ်ဆိုရင်တော့5ချိန်ပြည့်အောင်ထိုးရတယ်နော်ပုံမှန်ဆိုရင်ဒါပထမနေ့မှာထိုးတယ်3ရက်မြောက်နေ့မှာထိုးတယ်9ရက်မြောက်နေ့မှာထိုးတယ်14ရက်မြောက်နေ့မှာထိုးတယ်ပုံမှန်ဆိုရင်4ချိန်နော်အဲ့ဒါဟိုမှာဒီကိုခံအားမကောင်းတဲ့လူနာတွေဆိုရင်တော့9ချိန်မြောက်နေနဲ့လာကုန်28ရက်နေ့မှာထိုးတယ်ဒါထိုးပြီးကနေ28ရက်မြောက်နေ့မှာထိုးတာကိုပြောတာနော်အဲ့တော့ဒါကာကွယ်ဆေးထိုးနည်းကိုအကြမ်းဖြင့်ပြောပြပေးတာပေါ့နော်အဲ့တော့ဘယ်နေရာမှာထိုးရမှာလဲဆိုရင်ကာကွယ်ဆေးတွေကများတော့အဖြစ်လက်မောင်းကြွတာတွေကိုထိုးတာအကယ်၍အရေပြားအောက်ဆိုရင်လည်းဒီလက်မောင်းသားမှာရှိတဲ့အရေပြားအောက်တွေကိုထိုးတာနော်ကျွန်တော်တို့အဖျားကျဆေးတွေထိုးတယ်လို့မျိုးခွေးယူကာကွယ်ဆေးကိုတင်ပါမှာတော့မထိုးရဘူးလို့ပြောထားတယ်နော်တင်ပါမှာတွားထိုးတဲ့ခါကျရင်ခွေးယူကာကွယ်ဆေးအာနိချင်းရမှာမဟုတ်ဘူးလို့ WHO ကပြောထားတာရှိတယ်နောက်အပေါ်မှာကျွန်တော်ပြောခဲ့တဲ့ rabies immunoglobulin ဆိုတဲ့ကောင်အဲ့ဒီဟာကကျွန်တော်တို့ category 3ဒဏ်ရာပြင်းထန်တဲ့လူနာတွေမှာဆိုရင်အနာပတ်ချာလေမှာပါခွေးယူပြည့်ဆေးကိုထိုးရတယ်အဲ့ဒီခွေးယူပြည့်ဆေးကဒါဒဏ်ရာပြင်းထန်လေမဖြစ်မနေထိုးရလေပဲအနာပတ်ချာလေမှာထိုးရတယ်သူကအကယ်၍ဆေးကပူနေတယ်ဆိုရင်တော့လက်မောင်းမှာပြန်ထိုးတယ်အဲ့လိုမှမဟုတ်ဘူးဆေးကုတ်သွားအနာကိုထိုးရင်းနဲ့ဆေးကုတ်သွားတယ်ဆိုရင်လည်းကိစ္စမပြူရတယ်အဲ့တော့မဖြစ်မနေဘူးတော့ထိုးရမယ်အဲ့တော့သူကထိုးပြီးဆိုရင်တော့ခန္ဓာကိုယ်အလေးချိန်1 kg တိုင်းမှာ20 IU ထိုးပေးရတယ်ဒါခါကျတော့ကျန်းမာရေးဝန်ထမ်းတွေတွက်ပေးလိမ့်မယ်နော်အဲ့
အဲ့တော့များတော့အဖြစ်ကတော့အဓိကအဲ့အနာပတ်ချလေးကိုထိုးပေးတဲ့ဆေးပေါ့နော်ဒီဆေးကကြတော့အကောင်းဆုံးကခွေးကြိုက်ခံရပြီးချင်း2နာရီအတွင်းထိုးတယ်ဆိုရင်အကောင်းဆုံးပဲဒါဆိုရင်100%နီးပါးကာကွယ်နိုင်တယ်အဲ့လိုမှမဟုတ်ဘူးဒါကိုတစ်ပတ်လောက်ကြာမှတွားထိုးရဲဆိုရင်တော့ကာကွယ်နိုင်စွမ်းတော့ရှိတယ်ဒါပေမဲ့စိုးရိမ်စွာနဲ့တော့စောင့်ကြည့်ရမှာပေါ့နော်ဒါပေမဲ့မဖြစ်မနေထိုးတဲ့နေထဲမှာပါတယ်အဲ့တော့ကျွန်တော်အခုပြောခဲ့တာကခွေးယူကာကွယ်ဆေးထိုးတင်လားမထိုးတင်လားဆိုတဲ့အကြောင်းအရာပေါ်မှာအဓိကဥတီပြီးပြောထားတယ်ခွေးယောဂကယောဂလက္ခဏာစပြတာရှိလာပြီဆိုရင်ဒီလူက100%တိတ်ဆုံးသွားနိုင်ပါတယ်အဲ့တော့ဘလို့ပဲကုခွေးယောဂဖြစ်တဲ့အမေရိကန်တွားကုလည်းမရဘူးခွေးယောဂဖြစ်တဲ့အင်္ဂလန်တွားကုလည်းမရဘူးထိုင်းနိုင်ငံတွားကုလည်းမရဘူးခွေးယောဂဖြစ်လာပြီဆိုရင်တော့တည်နိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကခွေးကြိုက်ခံရတဲ့ဒဏ်ရာဖြစ်သွားတဲ့တွေးတွေထွက်သွားတယ်ဆိုရင်ဘာခွေးပဲဖြစ်နေဖြစ်စေကျွန်တော်တို့လူအတွက်ကာကွယ်စေတော့ထိုးရပါတယ်ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့တာကခွေးယူကာကွယ်စေနဲ့ပတ်သက်ပြီးတော့တေချာလေးရှင်းပြပေးခဲ့တာပါဆက်ပြီးတော့ကျွန်တော်ကျမကြီးကူတူရာတွေကိုမျှဝေပေးတာဖြစ်တဲ့ကြောင့်မလို့ဒီဗီဒီယိုလေးကို like and share ပေးပါဦးဗီဒီယိုဒီကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်အဆအဆအရာအဆင်ပြေပေးကင်းပါစေမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ